ဘုန်းကြီးတို့မင်းကွန်းမှာသတင်းသုံးတော်မူသွားတဲ့ချမ်းသာကြီးဆရာတော်ဘုရားကြီးတက်တော်ထင်ရှားရှိစဉ်ကမိန့်ကြားတော်မူဘူးတဲ့လူဆိုတာကွယ်တဲ့ကြမ်းမှခြင်းလို့ရှိရင်တဲ့နေတိုင်းသွေးစေးကရှူပေးရတယ်တဲ့2 ရက်တစ်ပတ်3 ရက်တစ်ပတ်ဆေးဝါးကြီးများသောက်ပေးရတယ်9 ရက်တစ်ပတ်လောက်ငန်းစီများလည်းသောက်ပေးရတယ်တဲ့အဲ့ဒါလိုပဲတဲ့1500ကိလေသာတိဟူသောအနာရောဂါကင်းကျင်လို့ရှိရင်တဲ့နေတိုင်းသွေးစေးနဲ့တူသောဓမ္မစကြာကိုရွတ်ရတယ်နာရတယ်ကျိုးတဲ့သွန်ထားပြီးတော့ပေါ့လေနာလဲနာကြပေါ့ဘိက္ခုနံပင်စဝကိနံဣတိပတ္တနာနာမကေမိဂဒာယေဓမ္မဝရံယံတံနိဗ္ဗာနာဘာပကံသဟံပတိနာမကေနမဟာဗြဟ္မေနယာစီတောသတုသစ္ဆံမကာသင်္တောလောကနာထောအဒေတိနန္ဒီတံသဗ္ဗဒေဝေဟိသဗ္ဗသံပတ္တိသာရကံသဗ္ဗလောကဟိတထာယဓမ္မစကံဗနာမဟိဧဝံမေတုတံဧကံသမယံဘဂဝါဘာရဏတိယံဝိဟရတိဣတိပတနေမိဂဒါယေတန္တရာခောဘဂဝါပင်စဝကိယေဘိက္ခုအာမန္တေတိဒွေမေဘိက္ခဝေအန္တာပပ္ပစိတေနနာဒေဝိတ္တဗာကတမိဒွေယောဇာယံကာမေတုကာမတုခံလိကာနုယောကောဤနောကမ္မောဘောထုဇနိကောနာရိယောနထသံဟိတောယောဇာယံအတ္တကိလမထာနုယောကောဒုက္ခောအနာရိယောအနတ္ထသံဟိတောဣတိမေဇိမာပฏิပဒါတထာဂတေနအဘိသံဗုဒ္ဓသက္ခုကရဏီညာနာကရဏီဥပသမယအဘိညာယသံဘောဓာယနိဗ္ဗာနာယသံဝတ္တတိကတမသသာဘိကဝေမေဇိမာပฏิပဒါတထာဂတေနအဘိသံဗုဒ္ဓသက္ခုကရဏီညာနာကရဏီဥပသမယအဘိညာယသံဘောဓာယနိဗ္ဗာနာယသံဝတ္တတိအယမေဝအရိယောအထင်ကြီးကောမေကောတေယတိရံသမ္မာဒိဋ္ဌိသမ္မာသင်္